ဒါပေမဲ့တကယ့်အကြောင်းရင်းကိုသူကိုယ်တိုင်တော့မရှင်းပြနိုင်တော့ဘူးတန်ချမ်းချမ်းနဲ့အတူရှိရတဲ့အချိန်တွေကနန်းတော်တွေကဘဝထက်ပိုပျော်ရွှင်စရာကောင်းနေခဲ့တယ်တနေ့မှာတော့ချွေးဟွာကမေးလိုက်တယ်မမအမှန်တရားကိုဘယင်သိသွားရင်မမကိုနန်းတော်ပြန်ခေါ်မှာမဟုတ်ဘူးလားတဲ့တန်ချမ်းချမ်းကရေလိုက်တယ်အမှန်တရားသိသွားရင်ကောဘာထူးမှာလဲလို့ပြန်ဖြေခဲ့တယ်သူမကိုထောင်ချောက်ဆင်ခဲ့တဲ့သူတွေကအာနာကြီးမားတဲ့မိသားစုတွေဖြစ်တယ်ဘယင်ကအမှန်ကိုသိသွားရင်တော့အားလုံးကိုအပြစ်ပေးနိုင်မှာမဟုတ်ဘူးဒါကြောင့်သူမမျှော်လင့်တာကတရားမျှတမှုမဟုတ်ဘူးလွတ်လပ်မှုသာဖြစ်တယ်ကျမလိုချင်တာဒူးထောက်ပြီးအစေခံစရာမလိုတဲ့ဘဝအတူထိုင်ပြီးစားနိုင်တောက်နိုင်တဲ့လူတစ်ယောက်လို့ပြောလိုက်တယ်အဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်မှာဘယင်ငြိမ်သွားခဲ့တယ်သူသဘောပေါက်လိုက်တယ်တန်ချမ်းချမ်းကဘယင်မဖြစ်ချင်တာမဟုတ်ဘူးသူမကိုနားလည်ပေးမဲ့လူတစ်ယောက်ကိုသာလိုချင်တာတစ်ချိန်တည်းမှာပဲနန်းတော်ထဲမှာပြဿနာကြီးတစ်ခုပေါ်လာခဲ့တယ်နေဆက်စစ်မျက်နှာမှာစစ်တီတော်တွေအေးဒဏ်နဲ့အစာရေစာပြက်လက်မှုကြောင့်အခက်ခဲတွေကြုံနေရတယ်ဘယင်ကစိတ်ပူနေခဲ့တယ်ဒါပေမဲ့အဖြေကိုဘယ်သူမှမရှာနိုင်ခဲ့ဘူးအဲ့ဒီအချိန်မှာတန်ချမ်းချမ်းကစကားတခွန်းပြောလိုက်တယ်ဒါကိုဖြေရှင်းလို့ရတယ်တဲ့ဘယင်အံ့ဩသွားခဲ့တယ်အဲ့ဒီညကစပြီးတန်ချမ်းချမ်းနဲ့ဘယင်ဟာအေးနှန်းဆောင်ထဲမှာနောက်ထပ်အံ့ဖွယ်တစ်ခုဖန်တီးဖို့စတင်ခဲ့ကြတယ်နေဆက်စစ်မြေပြင်မှာနှင်းမုန်တိုင်းတွေတိုက်ခတ်နေခဲ့တယ်စစ်တီတော်တွေဟာအေးဒဏ်ကြောင့်မတိုက်ခင်မှာတင်အားကုန်နေကြပြီရိတ်ခါတွေလည်းမလုံလောက်ဘူးဒီအခြေအနေကိုမြင်ရတဲ့ဘယင်ကအလွန်စိုးရိမ်နေခဲ့တယ်ဒါပေမဲ့တန်ချမ်းချမ်းကတော့ပြဿနာရဲ့အဖြေကိုတွေးထားပြီးသားဖြစ်နေခဲ့တယ်သူမကတိုးမွေးတွေစုခိုင်းတယ်ချင်းပြာတွေပြင်ခိုင်းတယ်ပြီးတော့ဘယင်ကိုပါအလုပ်ဆင်းခိုင်းလိုက်တယ်အစပိုင်းမှာတော့အရာအားလုံးအဆင်မပြေခဲ့ဘူးစမ်းသပ်မှုတွေအကြိမ်ကြိမ်ကြာရှုံးခဲ့တယ်ပစ္စည်းတွေပျက်စီးသွားတယ်ရက်ပေါင်းများစွာအေးအေးပြက်ခဲ့ရတယ်ဒါပေမဲ့ဘယင်ကတန်ချမ်းချမ်းနဲ့အတူအဆုံးထိလက်မလျှော့ခဲ့ဘူး